လုံးမင်္ဂလာပါရှင် AK Entertainment Channel ကနေပရိသတ်တွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပါတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့မောင်ရဲ့မူရင်းစရာကျမတွေလားဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇာတ်လမ်းလေးမစတင်ခင်မှာကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်လိုက်ပါတော့မယ်ရှင်ဟဲ့ငါတို့ပြန်ရအောင်ဟာငါမိတင်ငါအစိတ်ခံရမှာဘလို့စိတ်ခံရမှာလဲနေမရဆေးရုံမှာလေဆွေရဲ့တငယ်ချင်းဟာဆွေကိုဆွေနဲ့စိတ်တန်းလာတဲ့နေရာကိုခေါ်လာခဲ့တာကြောင့်ဆွေမလိုက်ချင်မဲလိုက်ခဲ့ရပါတယ်ဆွေကတောသူမလို့မြို့အကြောင်းဘာမှနားမလဲဘူးအိမ်ဟာငွေကြေးအဆက်မပြေလို့မြို့မှာလှောက်လှောက်ရင်းနဲ့ဇာဇာနဲ့တွေ့ကြရပဲမောင်ကိုစံသူ့ရဲ့တငယ်ချင်းနဲ့ချိန်ထားတဲ့အခန်းရှိရောက်တော့အခန်းတကောက်ပွင့်လိုက်တာနဲ့အုပ်စုလိုက်ကောင်းမလေးပဲကိုဖက်လိုက်နန်းလိုက်နဲ့ပြောပါနေရဲ့အထဲမှာဒီလိုနေအောင်တနခါပောက်ကွက်ချားနဲ့ကောင်းမလေးတယောက်သာကွဲထွက်နေပါရင်ရုတ်တရက်တကားပွင့်ကောင်ဝင်လာတဲ့ကောင်းလေးဆွေးထက်တော်ငယ်မဲထဲနဲ့ဘာမှမပြောမဆိုနဲ့ဆွေးရဲ့ဘေးမှာဝင်းထိုင်လာပါရင်ဇန်မင်းနောက်ကျနေနော်ဟိုတယောက်ပေါ်ကလာရစ်နေရနဲ့နောက်ကျနေရမင်းမလည်းတနေ့တနေ့သူ့နဲ့ပဲအခုတော့ပြောင်းပြီပြပြဆူဆူနဲ့ဆွေးရဲ့ပခုံးလာဖက်ပြန်ပါလေဘာလို့တာလဲဖတ်တာလေဘာဖြစ်လို့လဲမဖက်နဲ့မင်းနဲ့တို့သိလို့လားမသိမဖက်ရတော့ဘူးလားသူ့ရဲ့ပြောကြောင်တနခါပောက်ကွက်ကြားလေးနဲ့ကောင်းမလေးကအောက်နှက်ခံကိုကိုက်ပြီးဆန်းစာပြန်ရအောင်လို့နင်မပြန်ငါ့ဘာသာပြန်မယ်ဆန်းစာပြောချက်နာနဲ့ရေဝေဆွေးဟာအေးပြန်ချိန်လက်ပြန်နဲ့ငါပြီးမှလာခဲ့လိုက်တော့မယ်ဆွေးပြန်ဖို့အတွက်ကောင်းလေးရဲ့လက်မှရှုံးခါသွားမယ်အလို့ကောင်းလေးကဆွေးရဲ့လက်ကိုဆွဲချလိုက်တာမလို့သူ့ရဲ့ပေါင်ပေါ်မှာထိုင်ရင်ကျသွားပါတယ်။ဘာလို့တာလဲလို့မင်းလွန်လာပြီနော်။မလွန်ပါဘူးကွာ။မင်းရတာလွန်နေရ။မင်းတငယ်ချင်းလည်းကြည့်လောက်။ဆွေဇာဇာကိုကြည့်လိုက်တော့ကောင်းလေးတယောက်နဲ့နန်းနေရမို့မိုးမမြင်လေးမမြင်။အဲ့ဒါသူလေးဆွေမောက်ဘူးလို့ဒီဦးလာပြီးမင်းကဘာလာလောက်တာလဲ။ပြောပါလိုက်လေ။ဇာဇာကိုလှမ်းဆောင်တာအတင်းခေါ်လို့လှုပ်လို့ပြောနေရလေ။သူမင်းရနဲ့နည်းနည်းပဲဖြေရသေးရဲ့စိတ်မရှိတဲ့အရှိုင်းပန်းလေးဟာမောင်ကွန်ဆန်ချွေးချနေပြီလေ။ဟျောင်းနေမင်းတို့ဟိုဘက်အခန်းရွှေ့ပေးပါလား။မနေ့ပြန်ဝါတိုက်မယ်။မင်းအကြောင်းငါမသိရင်ခက်မယ်။သွားဆိုလဲသွားကြတာပေါ့။ဒီကောင်လေးမောင်ထုတ်လိုက်တာနဲ့တူခန်းထဲကသူ့ရဲ့တငယ်ချင်းတွေကထွက်သွားကြပါလေ။စစားပောင်းဝင်အဲ့ဒီခန်းထဲပါသူနဲ့ဆွေးနှစ်ယောက်သာကျန်ခဲ့တာကြောင့်သူတို့လည်းသွားပြီ။လှတို့လည်းသွားမှာ။ခမရနဲ့နှစ်ယောက်တည်းနေကြလို့သူတို့မောင်းထုတ်လိုက်တာလေမနေဘူးလှုပ်လို့ပြောနေရနော်မင်းလူစကားနားမလဲရလားမောင်ကွန်ဆန်ရီဝဝေဆွေးရဲ့လေတိုင်တို့သူ့ကောင်းအောင်တိုးဝေးလိုက်တော့စီးစွာပန်ထားတာကြောင့်အဒီပန်းနှံ့ဟာမွေးနေပါလေသူမလေးကတော့သူ့ဘဝနဲ့အတိုင်းရှုံးခံပြီးမင်းဘာလို့တောင်လဲလူရုပ်မှာမိန်းကလေးတယောက်တည်းမဟုတ်ဘူးကျုပ်ဖြက်စီးလိုက်တဲ့မိန်းကလေးမှအများကြီးသူပြောလိုက်တာနဲ့ဆွေးဆိုတဲ့ကောင်းမလေးကသူ့အမျက်ဆောင်ထိုးပြီးအဲ့ဒီထဲမှာတို့မပိုင်ရပြီနောက်တခါတို့အတောင်ထိလို့ကတော့စီးထားတဲ့ဖက်နဲ့ပိုင်းရိုက်ပြက်မှာပြောပြီးရတဲ့တပြိုင်နဲ့အဲ့ဒီခန်းထဲမှာထွက်သွားပါရီအရှိုင်းပန်းလေးကိုမောင်ကုံစံအတော်ပဲစိတ်ဝင်စားနေပြီခမရအစွာလေးပဲမောင်ကုံစံဆိုတဲ့ကောင်ကလည်းအဲ့လိုမျိုးမှခစားကြက်တာမျိုးဇာဇာနောက်တခါငါ့ကိုလာမခေါ်နဲ့အောင်ဟာငငယ်လေးပင်နဲ့ရင်ကျေးမှုမရှိကြဘူးဟိုကောင်လေးပို့ဆွဲသူ့အမေကမွေငါသူ့အမအရွှဲတောင်ရှိတာတစက်မှာရင်ကျေးမှုမရှိကြဘူးဇာဇာညနေမှာအိမ်ပြန်ရောက်တာကြောင့်တကြိုတဲ့အိတ်လိုက်ပါရင်မနေ့ပြန်ဆိုရင်တော့ညစဲမလို့2 နာရီလောက်မှထားတော့သူ့ရဲ့တငယ်ချင်းရီဝဝေဆွေးဟာတနခါပောက်ခွက်ကြားလေးနဲ့ပန်းပန်ရင်ဒေါသထွက်နေရပဲနေပြောတဲ့ဟိုကောင်လေးဆိုတာမောင်ကုံစံကိုပြောရလားမသိဘူးမနေ့ကငါ့ဘေးလာထိုင်တဲ့အရာရင်ဆိုင်ဇာဇာရီဝဝေစိတ်ကိုတော့တကယ်အံ့ဩသွားတာအမှန်ပဲဘာလို့လဲဆိုတော့မောင်ကုံစံဆိုတာနဲ့ဘယ်မိန်းကလေးဘယ်ယောက်ျားလေးမဆိုသူနာကဲကျင်နေကြတာကြီးပဲရုပ်ရှိရည်ရွှင်ဘဲကြီးပေါ့ရှက်အပ်တလို့ရှက်လဲကျန်းနေလို့ကြားတယ်ကြတဲ့ဘောကိစ္စတွေဆိုရင်မောအခုဆိုရင်သူ့ရဲ့တငယ်ချင်းရီဝဝေဆွေးရတော့တပေါင်းမကြားနေပြင်အရင်ဆိုင်လို့ပြောနေရပဲနေရတာအရင်ဆိုင်လို့ပြောနေရသူ့နာကဲကျင်သူတွေမှာတပုံကြီးအဲ့ဒါသူ့အကြောင်းလေငါမျက်လုံးထဲမှာဘလို့မှကိုကြည့်လို့မရဘူးအဲ့မှာဟာနောက်ဆုံးငါမခေါ်တော့ပါဘူးခေါ်လဲမလိုက်ဘူးငါဘာသာအဆောင်မှနေခဲ့တာမှဟုတ်မယ်။နေလိုက်ခဲ့တာဘယ်နေရာမှန်းကိုမသိဘူး။တကြမ်းတန်နေနဲ့စုညံပွက်လို့ရိုက်နေတာ။အဲ့ဒါဘာလို့ခေါ်ရဲတောသူမရဲ့။တောသူမမလို့မသိတာ။
နောက်မလိုက်ဘူးအခုတော့နင်းကိုပြောနေရနဲ့ငါပန်အယိုးကျိုးသွားပြီးတွားခိုးမယ်နောက်တစ်ပွက်အေးထောက်တာပန်းပင်လည်းနေရောက်လာရကရုံးဖြစ်နေပြီတကယ်ပါပဲမနေ့ကကိစ္စနဲ့ပတ်သက်ပြီးကြည့်ဦးမကြည့်နိုင်ဘူးအရင်ဆိုင်တန်းငယ်တောင်းစံဖျားမမီခဏနေတမီးနေလာလိမ့်မယ်သူသားကျန်တဲ့နေ့မမီကြပြကျွန်တော်သူ့နဲ့ပဲတွားခိုင်းနေရပြီးတော့ကျွန်တော်သူ့ကိုစိတ်ဝင်စားဘူးစိတ်ဝင်စားတော့လူချင်းနှစ်ယောက်တွန်းပုတ်ပေးနေရစီးသက်ထားတောင်လွန်လာပြီမချင်မနဲ့တက်တဲ့သူနဲ့ဘသူ့ဘာအတူနေကြမှာလဲတားရဲ့ပို့လိုက်ကျွန်တော်ပြန်သွားစီရရှိရမှာမီကျွန်တော်သူ့လိုက်မပုတ်နိုင်ဒေါ်တန်းမီသူ့သားရဲ့ပြုတ်မှုကြောင့်စီးသက်ထားတဲ့တမီးနှင်းနဲ့ရှားမှာမြေတို့ပြက်မအောင်တွေးပုနေရပါတယ်အဲ့လိုလဲဆိုတော့သူ့သားကလည်းတရင်ဆိုးတွေအမြဲထွက်နေသူမလားမောင်ကုံစံသူ့ရဲ့အိမ်မှာစိတ်ရှုပ်တာနဲ့ထိုင်နေကြမဟုတ်တဲ့ကော်ပီဆန်ထွက်လာခဲ့ပါတယ်ဒါပေမဲ့သူထွက်လာခဲ့တဲ့ဆိုင်တွေကတရကားပုတ်ကွက်ကြားနဲ့တခြားမိတ်ကလေးတွေမဟုတ်ပဲသူ့အမြင်တော့ညနာတဲမနေတတ်တဲ့အလားပိုင်ရှမ်းလေးဆွေးဒီရဲ့ပိုင်ကံမကောင်းဒီအရင်ဆိုင်ကောင်းနေပဲတွေ့နေရဘာမှလဲခမရောက်ခဏအပြင်ခေါ်လို့ရလားဒါကော်ပီရောင်းတဲ့ဆိုင်လူငားလိုက်တဲ့ဆိုင်မဟုတ်မောင်ကုံစံခန့်ညင်ညင်ပြောင်းလိုက်ရင်ရေဝေဆိုးရဲ့လက်ကောက်ွယ်မှာတင်းကျပ်နေအောင်ကန်ပြီးကော်ပီဆိုင်ပိုင်ရှမ်းစီတွားပြီးရေဝေစိတ်ကိုခေါ်ဖို့အတွက်ပတ်စံ1000တန်နှောက်အုပ်ကိုပြစ်ပေးခဲ့ပြီးတော့ရေဝေစိတ်ကိုအဲ့ဒီဆိုင်နဲ့ဝေးပြီးလူသူကင်းမိတဲ့နေရာကိုခေါ်ခဲ့လိုက်ပါတယ်။ဘာအကြောင်းနဲ့ဒီကိုခေါ်လာလဲ။ပြီးတော့ဆွေးနေရှေ့ကရန်ညူမရှိခဲ့ဘူးနော်။မရှိဘူးလေ။ဒါပေမဲ့ခမည်းလေးကစားလို့ကောင်းတဲ့အဆိုင်ပန်းလေးလားတိကျလို့ဖာသူပြောလိုက်တာနဲ့ပါဆိုပြီးအတန်ခတ်မာမာနဲ့ပြောလာပြီးသူ့ဘက်လှည့်လာကဆွေးကိုပြန်ပို့ပြီးဆွေးမှာလှုပ်ရှိတယ်အဲ့လိုကြမ်းတမ်းတဲ့အလုံးမလုပ်စမ်းပါနဲ့ဗျာကျုပ်နဲ့တွေ့လိုက်ကျုပ်ခမည်းအောင်ရွှေပုံပေါ်ညတဲထားနိုင်နေမင်းလိုရေးစားရှုပ်ပြီးကလစ်ကကြည့်နိုင်တဲ့အရင်ဆိုင်ကောင်နဲ့တွဲမယ်စားလက်ပေးရတရောင်းစားနဲ့ပဲတွဲလိုက်တော့မယ်တွဲရင်တွဲလိုက်လေကျုပ်ကမရတဲ့အရာရှောင်ရှူစနာတို့ကိုစိုက်ပြန်ပို့တော့မပို့ပေးနိုင်ဘူးခမည်းအောင်ခိုးလာလို့ပဲမှတ်လိုက်တော့တကယ်ပါဘလောက်တောင်မျက်နှာပြောင်တိုက်လိုက်မှန်းမသိဘူးဆွဲဘလို့လူနဲ့တွင်းနေရပါလေတကယ်ပါပဲမင်းတို့လည်းကိုယ့်ဘာသာကိုပြန်တတ်တယ်ပြန်လေဒီလက်ပေါင်းမရိတပါပဲပဲရှိရခမည်းဝိုင်းလုံးလို့အလက်ကားနေနဲ့ခါမဲ့ပြစ်တစားပြစ်အောက်တန်းစားကောင်းရင်စကားကိုစီးမရှိဘူးခမည်းကျုပ်ကိုပါရိုက်တယ်ကျုပ်အမိတောင်မှကျုပ်ကိုမထိရပါဒေါသတကြီးပြောလာတဲ့သူ့ကြောင့်ဆွေထွက်ပြေးရမလားတောင်းပန်မလားမစင်စားတတ်တော့ပြီဆွေဒေါသကြောင့်ရိုက်လိုက်မိအောင်ဆွေအမမလို့တောင်းပန်ဖို့ဝယ်မလဲဘူးဆွေတောင်းမှမတောင်းမှနဲ့ကျုပ်ခေါ်တဲ့နေအောင်အေးစေးလိုက်ခဲ့ဘယ်ခေါက်တောင်းမှလဲဆွေးမှလုံးရှိသေးရဲ့ပါဇက်ဖောက်ကိုပိတ်ပြီးလိုက်ခဲ့စမ်းမှာဟင်းအင်းမလိုက်ခဲ့နိုင်ဘူးမလိုက်ခဲ့လေကျုပ်ခေါ်ခဲ့ပြီလေညမ်းမနေနဲ့ခင်ဗျားတို့မိန်းမတွေကပစိန်ရရဲ့ဖားဆိုရင်တောင်မှလုံးမဲ့ဟာရီဒီကောင်လေးဘာလို့အဲ့လောက်တောင်ရိုင်းဆိုင်နေရပါလဲဆွေးတစ်ခါမှတလောက်ရိုင်းဆိုင်တဲ့ကောင်မမြင်ဘူးမောင်ကုတ်ဆန်သူ့ဝဲထားတဲ့တိုက်ခန်းရှောက်တော့ရေဝေစိတ်ကိုပွေ့ချပြီးခေါင်းလာခဲ့ပြီးတော့အဲ့ဒီခံရင်ကလေးပေါ်ရောက်တာနဲ့ပြစ်ချလိုက်ပါခမရကြောက်နဲ့တေးတညာနဲ့အိတ်လို့ရှင်တင်းတရာပေးမယ်အိတ်မလားရှိုးနေလားဘာလို့အိတ်ရမှာလဲဆွေးကိုစိုင်းသားပြတ်ဖို့ပြီးမုံမနေပါနဲ့ခမရမင်းဒီမကောင်းလို့ကြောက်ကြတယ်အဲ့ဒါမင်းကိစ္စမဟုတ်တို့ဘာသာပတန်ရှာပြီးကုစိတ်ကုပေးနိုင်တယ်ဆွေးပြောလိုက်တာနဲ့အရင်ဆိုင်ကောင်ကဆွေးပေါ်မှာအုံမိုးလာပြီးတော်ရန်ပန်းလေးကိုဖျက်ဆီးပြစ်ချင်တာဆွေးသူရဲ့စကားကြောင့်တသိန်းပူတွေထားလာပြီးကြောင်ရုံနေမိရမှန်မေးချော်ပြောရင်တော့ရှားလောက်မယ်လို့တော့ခန့်မှန်းထားတယ်တို့ကိုလေလွတ်ပေးပါနော်တို့မဲခိုက်သမျှကုန်းလောက်ပါမယ်အိယာလွဲပေါ့ကျုပ်ကလည်းဂရိမောကိစ္စပဲခမည်းနဲ့ဖြတ်တန်းကြတာတို့ကမဲကလေးလေးပြီးတော့ဒိုးဘက်ကိုလည်းစာနာကြည့်ပေးရမှာပေါ့တကယ်ပါကြောက်မှတရားနာချနေယောက်ျားလေးတယောက်ကိုဘယ်လိုများတတ်မှတ်ထားပါလိမ့်မဲကလေးဆိုလဲဘာဖြစ်လဲမောက်ကိုဆောင်နွားလို့ထင်နေလို့တရားနာချနေရလားတို့ကပြောပြနေရပြီးတော့တို့ကိုတိတ်ခါကြောင်မလုပ်ချင်စမ်းပါနဲ့မောက်ကိုဆောင်ရီဘူးဝေဆွေးပေါ်မှာအုံမူထားမှလာပြီးဂရင်ဘေးမှာရှဲထိုင်ကုတ်ပေါ်မှာထိုင်လိုက်ပြီးကတဲ့ပေါ်ခြေတော့အားတန်ပြီးတော့ရီဘူးဝေဆွေးကိုကြည့်ရင်ခမရခုနာခိုင်းတာကောင်းလို့ပေးမယ်လို့ပြောလိုက်တယ်နော်သူမေးပေမဲ့တစ်ဖက်ကတော့ညီတီပြေးတမ်းမှမကြားရတာကြောင့်ခမရနောက်နေရစားပြီးညဘက်တိုင်းကြောက်နေနေရဆွေးပြောလိုက်တယ်လေမအိပ်ဘူးလို့ဆွေးမင်းနဲ့အိမ်မှာမဟုတ်ဘူးသူပြောမှတခြား
တောသူမှာထင်တာကတက်ချဖြစ်နေရကြမျက်ခုံးကျုပ်ဟင်တာခမရဘသူကအိတ်ခိုင်းမယ်ပြောလို့လေညာရင်ကျုပ်ပဲတောသွားလိုက်ခင်းရမယ်လို့ဘာမှလည်းမဆိုင်ပဲဆွေရပါလို့သူနဲ့နေတိုင်းလိုက်ရပါလေဆွေရပတ်စံရှာအောင်ပါဘာလို့လိုက်ရပါလဲဖားဆိုင်လို့လေနေလဲမင်းလဲမင်းရှောက်ဒူလဲဒူလန်းဒူရှောက်မယ်တို့မနှောက်ရက်ချင်စမ်းနဲ့ကျုပ်ကနှောက်ရက်ချင်နေဆိုရင်တကယ်ပါပဲပုံစံကတောင်မကျိုးတဲ့ပုံစံနဲ့တို့ကမင်းရှုပ်လို့ရှားမဲ့သူမျိုးမဟုတ်ဘူးပြီးတော့တို့ကလည်းမဲတွက်နေရကောင်းမလေးပြီလိုမျိုးလဲအေးလေဘဲလာမလဲကျုပ်တို့ရဲ့ကောင်းမလေးဖေကခမရလူတောင်းသူမှမဟုတ်တာတိရင်လည်းလာမရှုပ်နဲ့လေမင်းတို့အရင်ဆိုင်ကောင်းနေလေတို့မပတ်သက်ချင်ခမရကျုပ်နဲ့မပတ်သက်ချင်လဲဆက်ပြီးတော့ပတ်သက်ရမှာပဲကျုပ်ဘက်ကလိုက်ပြီးတော့ပတ်သက်မှာဟုတ်ပြီမင်းဘက်ကမင်းပတ်သက်ချင်ပတ်သက်မပတ်သက်ချင်နေအခုတော့တို့ဆိုင်ပြန်ပို့မပို့နိုင်ဘူးမပို့လေဒီတိုင်းထိုင်နေကြတာပေါ့ဆွေးလေစိတ်ချင်ပေါက်လာပြီကလေးပေါ်မှာစုပ်ပုတ်ပုတ်နဲ့ထိုင်နေလိုက်ပါရီဆွေးရှိရကောင်းနေရတော့ဆွေးကိုထိုင်ကြည့်နေလေရဲ့အမြင်ကက်စရာကောင်းလိုက်လေချင်းကျုပ်ခမရမေးပါအောင်ပဲမဖြစ်ဘူးနေလေကျုပ်မေးတဲ့မိကွန်ကောင်းကောင်းမပြေးတာပဲဖြစ်ဖြစ်လုံးဝမပြေအောင်ပဲဖြစ်ဖြစ်ခမရတိအိမ်ဟာတရားမချနိုင်အောင်ကျုပ်လုပ်ပြမယ်ဆွေးကောင်လေးကိုမျက်စောင်းလေးခဲလိုက်ပြီးလက်သက်မမနဲ့ဖာမိမှလည်းမေးကောင်းကောင်းပြေလို့ပြောနေရဲ့ကြားနေအေးဆက်ဆက်ပြောနေသူကြောင့်ကျုပ်ပါပြောထားလေခမရကောင်းကောင်းပြေလို့မပြောချောင်းလားအခုပြေနေရပဲလေလို့ကဲဗျာခမရမမောင်နှမဘယ်နှစ်ယောက်ရှိလဲ2ယောက်တောက်ဆိုပါလို့ခမရကလည်းအလုပ်တွေလုပ်ပြီးပြုစုနေရလေမောင်ကုံစံမေးလိုက်တဲ့စကားကြောင့်မျက်ဝန်းတွေကတိတိတတ်တာလှုပ်ရှားသွားတာကြောင့်ပူပြီးတိကျမိတာမောင်ကုံစံအဲ့ဒါပြေးရမှာလားဆွေရတက်ခုလိုက်လေမင်္ဂလာဆောင်နေရောဆွေရမောင်လေးကဆွေနဲ့လက်ထက်တဲ့သူကဖောက်ပြန်နေဆိုတာသိရောဒေါသမထိန်နိုင်ပဲဆွေနဲ့လက်ထက်မဲ့သူတက်လိုက်မိရထောင်းထဲမှာတောက်ဆိုမင်္ဂလာညတောင်မှမဥလိုက်ရပေါ့ဟုတ်ဘာရီမင်းနေရပါလေတကယ်ရှက်မရှိရဲ့ကောင်းလေးများဒါဆိုသူ့အစားကျုပ်ဦးနဲ့လိုက်မလားမင်္ဂလာညအောင်အရင်ဆိုင်ဟောဗျာကျုပ်ပဲနားရိုင်းနေလို့လေမောက်ကိုဆန်အဆိုင်ပန်တောသူမာလေးကထပ်မစတော့ပဲခမရအလောက်ကထွက်လိုက်ကျုပ်အိမ်ပါနေတိုင်းထမင်းချက်အိမ်လောက်တေးလောက်ပေးတလား10သိန်းပေးမယ်မောက်ခွန်ဆန်စကားကြောင့်မျက်လုံးအဝိုင်းသားနေသူဟာအဲ့ဒါပဲမလားအိမ်လောက်တေးပဲလောက်ရမှာမလားအဲ့ဒါပဲကျုပ်အိမ်မှာလာနေအိမ်မှာတော့နေစရာမလိုတော့ပါဘူးပြီးတော့အိမ်တိုက်ရှိလောက်ပြီးထမင်းချက်ပဲဟာခမရကျောက်က10သိန်းတောင်ပေးထားခိုင်းကြနာခိုင်းမှာပေါ့အိမ်လာနေမောင်ကွန်ဆန်သူပြောပြီးအစုံမှာစီကန်းချက်တွေချမှုတောင်ရပန်းလေးကအလဲလေးထင်းထလောက်လေးမအားပဲအမှန်ဆိုစီကန်းဆိုတာအင်ချင်ကချပေးရပဲအခုတော့အလုသမားစီကန်းပြန်ချနေတယ်ဒီမလေးပြောသွားတဲ့စီကန်းတွေကဆွေးကိုမထီးအောင်ပြီးတော့ဆွေးကိုခိုင်းကြရင်တော့ဖုံးဆက်ပြီးပြောလို့ရတယ်အခန်းရှိကိုလာပို့လို့မရဘူးဆွေးကိုညဘက်အပြင်ဘက်ကိုခေါ်လို့မရအောင်တော့မလိုက်ဘူးဒီတစ်ချက်ကအရေးကြီးဆုံးပဲအပြင်မှာဘလောက်ထိတောက်စားခဲ့ပါစေဆွေးကိုလိုက်မရအောင်လက်လေးတစ်ချောင်းလက်ညှိုးလေးရေးရင်းနဲ့အဲဒီစိတ်ကန်းချက်တွေချနေအောင်ချောင်းမောင်ကွန်ဆန်တဘောကြားပြန်ပါလေတော်ရန်ပန်းလျာတကယ်အလင်းလေးပါဆိုဟုတ်ပြီအဝိတရားခုသွားမှာလားဒီနေ့ရလားလာအောင်ကုန်းတော့ပါလေ9ယောက်လောက်ပဲကြက်တော့တာကျုပ်ဘက်ကခမရောက်အချိန်တိုင်းညှိနေရမဟုတ်လို့အခုသွားသေးပါလားသွားမသေးဘူးလားသွားသေးပါလေအခုသွားသေးမယ်လေပြီးတော့ကျုပ်ကငါဦးနဲ့မတည့်ဘူးနော်ဟန်နီပါရီချက်လို့ရှိရင်တော့ငါဟောတက်နိုင်ဆုံးရှောင်းပေးအဲ့မှာဆွေးရှောင်းပါမယ်ဒီလိုနဲ့ဆွေးအဆောင်ပြန်လာပြီးအခွင့်တေးတင်းကသူအိမ်ထိလိုက်လာခဲ့ပါရီသူဘာလှုပ်လှုပ်တယ်ဆိုတာဆွေးလည်းမမေးချင်လို့တိကျင်စိတ်လည်းမရှိအောင်ကြောင်းမမေကိုစေးကူးဖို့တော့ကောင်းနေမှရှိအောင်ကြောင်းပြတ်ပါရီဆွေးမနဲ့စောရီထားပြီးကောင်းလေးစားဖို့အတွက်ထမင်းချက်ပြီးအိမ်တန်ရှိတွေလောက်တာနဲ့အချိန်ကအနှင်းငယ်ကြပြီး9 နာရီလောက်ပဲရှိပြီးမောင်ကုံစံကိုရုံဖာနေရအမေဖြစ်သူလည်းမပြောခဲ့ရကြောင်းအခန်းပြင်ထွက်လာတော့ဆိုဖာပေါ်မှာကုတ်ကုတ်လေးထိုင်နေရရှိုင်းပန်းလေးကိုတွေ့ရပါရီတကားပွင့်တန်ကြောင်ဆွေးအနောက်ဘက်ကိုလှည့်ကြည့်လိုက်တော့မနေ့တုန်းကကပူးကြီးကိုအဝတ်ဆောင်မဟုတ်တော့ကြိတ်ကောင်းနေပါရီမင်းထမင်းဆောင်မလားဆွေးခူးပေးမယ်လေခမရလေးတခါလေးဝင်စားလိုက်ထမင်းဆိုင်နဲ့ကောင်းလျက်ငြုပ်သေးမကြိုက်တဲ့ပုံအရင်မဲရွှေရွှေရှာရှာဖြစ်နေရှာမလို့ရှေးခတ်ပေးပြီးတော့တခါလေးတောက်လိုက်ပါရီအရင်ဆက်နေလားနောက်ဆိုရင်ဆွေးဟင်းထဲမှာငြုပ်သေးမထက်ရတယ်ကျုပ်အဆက်ကြိုက်တယ်ဒါမဲ့မင်းကြည့်ရအရန်ဆက်နေတယ်လို့ပဲရှာကွေးနေလို့ပါအော်
စားလို့အဆင်ပြေရလားအဆင်မပြေရင်တော့နောက်ဆိုရှော့ချပေးမယ်အဆင်ပြေရတကယ်တော့မောင်ကွန်ဆန်အဆက်မစားဘူးဒါပေမဲ့သူမလေးချက်တဲ့စတောင်းငါပြီးချက်ကအရန်ကောင်းနေရကြောင်းနှစ်ပကံကုန်းသွားခဲ့ပါလေကျောက်အလုံးရှိတယ်လို့ညမှပြန်လာမှာနော်အဲ့ကျအိမ်နေစောင့်နေနေချားလားတခါလေတကားတိချပိတ်ပြီးအိတ်သူလည်းထွက်သွားဆွေးရအခန်းထဲမှာရှောက်ကြည့်ရင်အဲ့ဒီကောင်လေးခါယောက်ျားလေးမတတ်မဲ့အတော့ပဲတက်နေပါလေအဲ့ကြည့်လေကျိန်းနဲ့တက်ရက်စွာချိန်ထားတယ်အခန်းထဲဝင်လိုက်တာနဲ့မှုေးနေရပဲအပြောဆိုရိုင်းဆိုင်နေပြီမဲ့အနေထိုင်ကတော့အတော့တက်နေထိုင်မှုအဆင့်တန်းမျက်မှောက်ယုံသားမှကတန်လဲတန်ရှင်းလာမလို့အဲ့ဒီချက်ကိုသဘောကျရင်ဆွေကောင်လေးပြန်လာစောင့်နေရကြပြီးဖြစ်တော့လေအခုချိန်ထိဖလားသေးဘူးအချိန်အပြည့်တောင်7နာရီကျော်နေပြီဆွေမိနေလိုက်တာလူရှုပ်လူပွေပါဆိုအခုချိန်လောက်ဆိုဘာဆိုတဲ့နေရာရှောင်းနေလောက်ရောပေါ့ဆွေနဲ့အဲ့ဒီတင်းနဲ့အိယာတဲဝင်ပြီးအိမ်မယ်လို့တော့လေဒီတန်ကြောင့်အမြန်တကားထောက်ဝင်လိုက်ပါတယ်မောင်ကုံစံသူ့ရှိမှရှိရဲ့ဖကွက်ကြားလေးနဲ့အရိုက်ပန်းအောင်တွေးလျော်အမောပြေသွားတာမှန်ပဲမောင်ကုံစံဆရာဝန်တယောက်ဖြစ်လို့ခွဲစိတ်ကံဝင်နေရနဲ့ကြောက်သွားခြင်းဖြစ်ပါတယ်ခင်ဗျားမအိတ်သေးဘူးလားအိတ်တော့မလို့မိတ်ခင်ထမင်းလေးခုပေးပါအောင်ကျုပ်ပိုင်းစာနေပြီဘာသွားလာမဟုတ်ဘူးလားကျုပ်ကိုလာနှမ်းကြည့်စမ်းပါဗျာအမြဲတမ်းအဲ့လိုသွားနေရလို့များထိနေသလားသူပြောင်းလိုက်တော့အရင်ပန်းလေးကသူ့မျက်စောင်းလေးထိုးရင်းနဲ့မသိဘူးလေဆွေဟင်ခဏပြန်နှွေးပေးမယ်ကျုပ်ရေးချိုးလာအောင်မယ်မောင်ကွန်ဆန်းဆိုတဲ့ကောင်းလေးနဲ့အပေါ်တက်သွားတော့ဆွေဟင်းနဲ့ပြန်နှွေးထားလိုက်ပါတယ်သူလိုလိုကမတော်တဲ့ရက်တွေနဲ့ရှိသေးရပဲလားဟင်းနဲ့နှွေးပေးမကြပါဘူးမောင်ကွန်ဆန်းဆင်းလာကြတမင်းဆက်တဲ့ခုပေးလိုက်တော့သူ့ဘက်ကပြောလာတဲ့စကားအိမ်မနေရအဆင်ပြေလားအထဲမှာနေရတာပြေးရင်တော့ပြန်ထွက်ပြီးလမ်းလျှောက်လေသူပြောတဲ့မြတ်တအင်းနဲ့ပဲပြန်ပြေးနေရကြောင်းခမရဘက်ကကြောက်ကိုဘာမှပြောစရာမရှိဘူးလားတအင်းနဲ့ပြောရပါလားပွဲပွဲလင်းလင်းပြောမနေ့ပြန်ပါရင်စားချက်နေဆွေးချက်ထားပေးမယ်ပြီးတော့ရှောင်းမဲအဝိတေတောင်းနဲ့ထိတ်ထားလိုက်ခမရကိုအိမ်လုံးလောက်ဖို့ပဲခေါ်တာအဝိတေမလျှော်လဲရတယ်ပြီးတော့စူပါပေါ်မှာတင်ထားတဲ့အဝိအဲ့ဒါခမရအတော့ဝင်းခဲ့တာတောင်းဝိပြီးအပြင်းပြထွက်ခဲ့စူပါပေါ်မှာတင်ထားတဲ့အဝိအိတ်ကိုရှိုးပြီးခန်းထဲမှာဝင်ပြီးထုတ်ကြည့်လိုက်တော့ဟဲသားပြစ်ပြီးရင်ဟိုက်နေပါတယ်အဲ့ဒါတည်းမဟုတ်ဘူးပေါင်ထိပဲရှိရဲ့အရန်ဟောတဲ့အဝိစားဖြစ်တာကြောင့်လေဘလို့ကြီးလည်းမသိဘူးရင်သားတွေတောင်မှပေါ်တော့ပဲမောင်ကွန်စံထမင်းစားပြီးခဏနားပြီးဟင်ထိအဝိဝခိုင်တဲ့သူကထွက်မလာသေးတာကြောင့်သူကိုယ်တိုင်သူမနေရဲ့ခန်းထဲဝင်လာခင်းလိုက်ပါတယ်သူမပြောဆိုမှသိပြီမှလည်းဆွေအဲ့ဒီအင်ဂျီပုံစံကြောင့်ထွက်ဖို့ရှက်နေရတဲ့မောင်ကွန်စံအခန်းထဲဝင်လာတာကြောင့်မင်းဘာလာလောက်တာလဲကျုပ်ဘာလာလောက်တာလဲဟဲ့လားခမရအဝိဝခိုင်တာကြားနေလို့လဲစမ်းမအောင်ဒီဘက်ကိုသူမလေးဟာဘေးတစောင်းအနေထားကနေသူ့ဘက်လင်းလိုက်တော့မောင်ကွန်စံချက်ဆွေးရအရက်ပုတ်နေရကြောင်းအပေါ်စီးကနေချင်းညင်နေရပါတယ်ခမရဒီလိုကြောက်ရလဲလာသားပဲဘာလို့ဒီလိုပဲကြည့်နေရလဲမောင်ကွန်စံဆွေးရှိကိုခြေတလန်တိုးသွားရင်းနဲ့ခါမသူမောင်လေးကိုဆွဲဖမ်းလိုက်ပါတယ်ဆွေးရခါကနေစဲထားရင်ခွင်ထဲထည့်လာတယ်မောင်ကွန်စံကြောင့်ရင်ထဲပေါင်တမျိုးပြတ်သွားပါတယ်သူရဲ့လက်တွေဦးတည်ရလဲမကိုင်းနဲ့ပဲကိုင်းနာလေးကိုဘာပြက်မှမလုပ်လဲဘယ်သူမှသိရလဲမဟုတ်ဘဲနဲ့တီမသိငါခန္ဓာကိုယ်ငါချက်တဲ့အမျိုးသားအတွက်ပဲမောင်ကွန်စံကဆွေးရဲ့လက်တောင်လက်နဲ့ပိုးတန်လာပြီးနသိဆောင်လေးနာကက်ကပြောလာပါတယ်ကျောက်ကိုခမရချက်တဲ့အမျိုးသားမပြတ်နိုင်ဘူးလားမင်းတို့အရင်စမ်းကဘယ်တော့မှပြတ်လာမှာမဟုတ်ကျောက်ခမရအောင်ချက်တယ်မောင်ကွန်စံထိုးထိုးပြောလိုက်တော့သူမလေးကအနောက်ကိုရွှေ့သွားပြီးရှာရုံမရှိတိုင်းရှောင်းပြောနဲ့မင်းတို့လူဟာမိန်းကလေးတွေကိုဖျက်ဆီးဖို့ပဲသိရမလားခမရဘာတို့ဟာပြောလဲမင်းကိုယ်တိုင်ပြောရလေအဲ့ဒီမိန်းကလေးတွေထဲမှာမင်းဖျက်ဆီးတဲ့မိန်းကလေးတွေထဲမှာငါမပါချင်ဘူးဆွေစကားတန်အစုံမှာမောင်ကွန်စံဆွေရင်ရှိတိုးလာပြီးဆွေကိုနှိပ်ရနဲ့ကန့်လိုက်ပြီးတော့ဆွေဖေးပါရှိမိခလောက်ကိုပိတ်လိုက်တော့အခန်းကမောင်းသွားပါတယ်အခန်းမောင်းသွားတဲ့တပြိုင်တည်းမောင်ကွန်စံကြောက်ပြက်စီးလိုက်တဲ့မိန်းမတွေထဲမှာတယောက်မှအပြူစစ်စစ်မပါလို့တောင်းဝဲမိဘူးသူတို့ကလည်းပတ်စံကြောင့်ကျုပ်စီကိုရောက်လာလေကျုပ်မမောင်းငါရောအပြူစစ်တယ်ထင်နေလို့လားမောင်ကွန်စံငါအပြူမစစ်ဘူးခမရပြောလိုက်ရောရမှာလားငါပေါင်းနေမထိနဲ့ငါတောင်းမထိနဲ့အထိမခံချင်တာမှဒီကောင်အထိချင်တာမျိုးတောင်းမှမှာလေငါ့ကိုအဲ့လိုမလုပ်ပါနဲ့အဲ့လိုမထိပါနဲ့မောင်ကွန်စံသူမလေးရဲ့ငူတန်ကြောင့်
ထိကျန်တဲ့စိတ်တရားရှူဝေဆိုးရဲ့ကြနေရဲ့မျက်ရည်တွေနဲ့အတူလွှဲပါသွားပြီးမိခလောက်ကိုပြန်ဖွင့်လိုက်တော့မျက်နှာနေရပြီးမျက်ရည်စားတွေနဲ့စဉ်းစားပြီးစဉ်းစားပြီးလို့ကြောက်ခမအောင်ချက်တယ်ခမမယုံရင်တောင်မောက်ကုံစန်းဆိုတဲ့ဒီကောင်ကခမတယောက်တည်းပဲဖွင့်ပြောပူတာခမယုံပြောလို့ပြီးဒီခန်းထဲကထွက်သွားခမစိတ်ချပါခမအထီးခွင့်မပေးမချင်းကြောက်မထီဘူးကြောက်ပြောတာတော့စဉ်းစားထားပြောပြီးချက်မှခန်းထဲပေါထွက်သွားတဲ့မောက်ကုံစန်းတော့မသိဆွေးရောရင်ထဲမှာတက်လက်လက်ကြိုက်နေပါတယ်မင်းအရန်ဆိုတဲ့မောက်ကုံစန်းသူခန်းထဲရောက်တော့သူမလေးရဲ့ပုံရိပ်ကိုပြန်မြင်အောင်ပြီးပြုံးမိသွားတယ်လို့ယောက်ျားလေးဖြစ်ပြီးရှက်နေမိပါတယ်ဘာလို့လဲဆိုရင်တော့သူ့ဘက်ကချက်တယ်လို့ဖွင့်ပြောခဲ့တဲ့သူဆိုလို့ရှိဝေဆွေးမှလွယ်ပေးမရှိခဲ့ဘူးငါသွားပြီးဖွင့်ပြောခဲ့ရလားညင်လိုက်ရောမသိတော့ကွာငင်းရင်မတိန်ကြည့်ယူမှာမောက်ကုံစန်းအဲ့ဒီအတွေ့အကြုံနေခဲ့ပြီမဲ့ရီဝေဆွေးရတော့နှိမ့်ချိုက်စွာအိပ်ပျော်နေလေရဲ့သူတို့နှစ်ယောက်ရဲ့ရှိရာမိတို့ပြက်မလဲမင်းညိုရှမ်းဒီနေ့တားကုန်လာမယ်ပြောတယ်အဲ့ဒါတားကုန်ကြိုက်တာနဲ့အကုန်ချက်ထားလိုက်ဟုတ်ကဲ့ရှင့်ဒေါခင်တော်ပြောလို့အစုံမှာတော့ထိုင်နေရာမှာထပြီးမောက်ကုံစန်းစီမှာဖုန်းဆက်လိုက်တော့တယ်ဆွေးဟင်းချက်နေအောင်မှာစပွဲပေါ်ကမောက်ကုံစန်းရဲ့ဖုန်းလာတာကြောင့်အရေးကြီးမဲ့ထိန်နဲ့ကန်လိုက်ပါတယ်ဟယ်လိုဒေါခင်တော်တပတ်မှမိတ်ကလေးအတန်ကြားတာကြောင့်မျက်ခုံးကျုံမိသွားပြီးမင်းဘာတူလဲပြီးတော့တားကောင်ကဘာမှလဲမောင်ကုံစံပြောတာလားရှင်အေးတားကောင်ကဘယ်တော့လဲမောင်ကုံစံရေကျုပ်ပြီးပြန်ထလာတော့သူ့ဖုန်းကိုက်နေတဲ့တောင်ရိုက်ပန်းလေးစီမှာအကြည့်ရောက်သွားပြီးဘာတူလဲမင်းမေလားမသိဘူးအမေဆိုတဲ့စကားကြောင့်မောင်ကုံစံဖုန်းကိုရှုပ်ပြီးမမီဘာကိစ္စရှိလို့လဲကိစ္စရှိမှခေါ်မှလာတာကောင်ဒီနေ့အိမ်ကိုပြန်လာမေးဆိုလာမမီကျွန်တော်လာမှဒါပဲနော်နေရောအခုနကောက်မလီယာဘာတူလဲဖုန်းချသွားတဲ့တားဖြစ်သူကြောင့်ဒေါခင်တော်တော်တက်ပြီးမင်္ဂလာပွဲအမြန်စီစဉ်ပေးရတော့မယ်ဆိုပြီးမှတ်ချက်ချလိုက်တော့တယ်။မောင်ဝန်ဆန်သူ့ရှိမှရှိရဲ့ရီဝေဆိုရအပြည့်လောက်ထားမိတယ်လို့ကြိတ်နေရကြောင်းဘာမှမဖြစ်ဘူးကြောက်မေဖုန်းဆက်တာအန်တီကဒေါသထွက်နေတယ်လို့ပဲဘာမှမဖြစ်ဘူးမပူနဲ့ကြောက်မေကအဲ့အတိုင်းပဲဒါနဲ့ကြောက်တောင်းထားတဲ့အပြေကျုပ်ကိုချက်လားမချက်ဘူးလားမစင်စားရသေးဘူးဒါဆိုစဉ်းစားထားပြီနော်ကျုပ်ခမအောင်ချက်တယ်ရီဝေဆွေတူရဲ့စကားကြောင့်မျက်နှာအပူခတ်တယ်လို့ထူပူသွားပါတယ်ဒါတော့သူသိမှမထင်ဘူးခလေးခလာနဲ့ဘာရီမှန်းလည်းမသိကျုပ်တကယ်ပြောတာဒီရွှေရှောက်ခမစကားပဲနားထောင်တော့မှာပြောတာပဲပြီးရင်တက်လွဲတွေရှာယုံရှိတိုင်းရှောက်ပြောနေရကျုပ်အတိတ်ပြောနေရအပြေရပြီးရင်တက်မျိုးလေးဖောက်ပြန်ကြတာပဲမလားကျုပ်ကိုအဲ့လိုလူမထင်စေချင်ကျုပ်ရေးစားစကားပြောဖို့ကလည်းခမတယောက်တည်းပဲကျုပ်ချစ်ဖို့ကလည်းခမတယောက်တည်းမဟုတ်ဆွေရသူ့စကားလွယ်ရှုံးမိပြန်ပါတယ်ဘာလို့လဲဆိုရင်တော့ကြုံတွေ့ဘူးတာကြောင့်ပဲကျုပ်မနဲ့စာမစားတော့မမီအိမ်မှာပြန်စားမလို့ညနေကျကျုပ်ကိုစောင့်နေတော့မောင်ကုံစံစကားကိုတောက်ဖက်ကမတုံ့ပြန်တာကြောင့်တော်ရိုက်ပန်းလေးဟာသူ့အောင်မထိပါနဲ့လို့ပြောပေမဲ့အနောက်ကနေဖြည်းဖြည်းချင်းသွားပြီးတနငါရှိရဲ့ပါးပြင်းလေးကိုနမ်းလိုက်တော့မင်းပါလို့နမ်းတာလဲခွဲပြုတ်ချက်မရှိပဲနဲ့ခမရဘာမှပြတ်မပြေလို့လေဘာဖြစ်ရမှာလဲသွားမယ်ဆိုသွားလေအဲ့မှာကျုပ်သွားပြီနော်အခန်းထဲမှာပဲမနေနဲ့အပြင်းလဲလမ်းလျှောက်ထွက်အောင်အဲ့မှာဆွေးကိုပြောပြရနဲ့မောင်ကုံစံကားတော့ယူပြီးခန်းထဲမှာထွက်သွားခဲ့ပါတယ်ဆွေးကလည်းပုံမှန်တိုင်းဒီခန်းထဲမှာပဲတယောက်တည်းကြံ့နေတာပေါ့ဆွေးပြန်ထွက်ကြည့်တဲ့နေမှာလားအဲ့ဒီခန်းထဲမှာပဲနေလို့တော့မဖြစ်သေးတားကောင်အဲ့ဒီမိန်းကလေးကဘာတူလဲဘာလို့တားကောင်ဖုန်းကိုကိုင်းတာလဲကျွန်တော်လည်းအဲ့ဒီကိစ္စပြောချင်တာပါမီဘာပြောချင်တာလဲတားကောင်ကျွန်တော်စိတ်ဆက်ပွဲဖြတ်ပေးပါကျွန်တော်အဲ့ဒီမိန်းကလေးနဲ့ပဲလက်ထက်ချင်တာကျွန်တော်ချစ်တဲ့မိန်းကလေးဟဲ့မမီကိုမျက်နှာပြောင်းလောက်နေရလားတားကောင်မမီမျက်နှာမငဲကြည့်တော့လားကျွန်တော်မမီစကားနားထောင်ခဲ့တယ်အခုဒီတခါတော့နားမထောင်နိုင်တော့ဘူးမောင်ကွန်ဆန်သူ့ရဲ့စကားကြောင့်မတာမိခင်တောက်ခင်းတော့မှဆိုဖာပေါ်မှာထိုင်ချလိုက်ပြီးတားကောင်သဘောကျတဲ့မိန်းကလေးဟာတမီးနဲ့တက်ဘာရီများတားနေလို့လေအိမ်ခေါ်ခဲ့စမ်းမှမမီကြည့်စင်နေကျွန်တော်ဘက်ကပဲသူ့သဘောကျတာမလို့ကျွန်တော်ခေါ်ရနောက်လိုက်ခါခဲ့မှာမဟုတ်တယ်လို့မမီနဲ့လည်းအဲ့ဒီမိန်းကလေးကတွေ့မှာမဟုတ်ဘူးမမီဒါဆိုဖုန်းကိုင်တော့ကျွန်တော်သူ့ကိုပတ်စံပေးပြီးတိုက်ခဲမှာတောက်တော့မရခိုင်းတာဒါဆိုတားကုန်သဘောကျတဲ့မိန်းကလေးကအိပ်ပေါ်ပေါ့ဒေါခင်တော်စကားအားတားဖြစ်သူပြန်လဲချိန်ပန်းလာတာကြောင့်ဒေါခင်တော်မှရွှေဝေစိတ်ရဲ့ပုံစံကိုမြင်ကျလာပြီဖြစ်ပါတယ်
တတနဲ့တကူတောင်းပြသူပြီးမှချမ်းသာကျွေးဝါလာတဲ့မိန်းကလေးတွေထဲမှာပတ်စံမရှိရဲ့အိမ်ဖို့ကောင်းမလေးကိုတောင်းတန်ဆွဲဒေါခင်တော့အမေကိုတားကုန်ကဘာမှပြေရကျွန်တော်ဘေးနောက်မှာခေါ်ထားကြလို့အကြက်ကင်ပြီးခေါ်ထားပါမာရီမမီကျွေးမတော့ကျမ်းမာရီဆိုတဲ့နေ့ကကျွန်တော်သဘောကျတဲ့အမျိုးသမီးလောက်အိမ်ကိစ္စနိုင်နေရဲ့လားထားလိုက်တော့မမီအဲ့ဒီကောင်မလေးကိုလိုက်မယ်မမီသဘောကျရင်တော့တမီးနဲ့ကိစ္စမမီဖြစ်ရှင်မမီတဘောမကြရင်တော့ကျွန်တော်ရှုံးမဲသူကျွန်တော်ရွေးချယ်ခွင့်မရှိဘူးလားမောင်ကိုစံမင်းကငါမွေးထားတဲ့ငါသားဖြစ်တယ်မမီစကောင်နားထောင်စမ်းပါမမီကသားကောင်ကောင်းစေချင်လို့တော်စမ်းပါမမီဟာအဲ့ဒါပဲပြောမှဆိုရင်တော့ကျွန်တော်ဘယ်တော့မှအိမ်ကိုမလာတော့ဆွေရန်တာဘက်ကိုထွက်ကအပြင်ကိုကြည့်နေအောင်မှာဘေးမကောင်းလေးတယောက်ကခမရတရားတက်လားကျုံလည်းဒီဘက်အိမ်ရွှေ့လာမကြသေးဘူးအော်ကျုံနာမည်ကလှထက်လှထက်သူပြောသမျှကိုအေးဆက်ဆက်တုံ့ပြန်လာတဲ့မိမငယ်လေးကိုဘာပြောရမှန်းမသိတော့ချင်းရှေးလာမြောက်ဖောက်ပေးနေပြီမဲ့ရီအောင်စီးမလာကြောင်းအင်တာတင်ပြတ်သွားတယ်ခမရနာမည်ရောဆွေးရုံမေးရလားဆွေးနာမည်ကလာထက်သူ့ရှိရကောင်းမလေးကပြေးမှန်းအတောင်နောက်ဆုံးနေချိန်မှာအနောက်ကနေသူ့မလေးရဲ့ခေါင်းလာဖတ်တဲ့ဘေးကြောင်ချင်သွားပါတယ်ဆွေဘယ်ချိန်ရောက်နေရလဲမောင်မမီရောက်နေရဲ့အဲ့ဒါဆွေကိုတွေးကြံလို့တယ်ဘာလို့လဲရန်တာဘက်မှာစကားရက်ပြောနေရဲ့ကောင်းဟာအခန်းထဲဝင်သွားတော့မှကျုပ်ခမကိုချက်ချောင်းမမီကိုပြောလိုက်တယ်ကျုပ်ကဆေးဆက်ထားတဲ့သူလည်းရှိရဲ့ဒါမဲ့အဲဆေးဆက်ထားတဲ့မိမကိုကျုပ်မချက်ဘူးတကယ်ပွင့်ပွင့်လင်းလင်းပဲဆွေးလို့လို့ဘာလို့ချက်တာပါလဲဆွေရတော့ဒီကောင်လေးကိုရှင်းခုံပေးမယ်အဲ့ဒါအချက်လာပါလားဆွေမသိဘူးအဲ့ဒါမင်းတို့ကြောင့်လေပြီးတော့မင်းမမီနဲ့လည်းစကားမပြောနိုင်အောင်ချမ်းသာတဲ့လူတန်းစားတွေကမောက်မာတယ်ဆိုတာဆွေးကြဖို့တယ်အဲ့ဒါကြောင့်ဝင်မစန်းတဲ့အဆိုင်ဝိုင်းတဲ့အဝင်ဦးဟိုအဲ့လိုမောက်မာတယ်လို့ပဲကြားထားလားခလေးမဆွေမောက်ကုံစံနဲ့စကားပြောနေရောအတီးတယောက်ကမောက်အနောက်ကနေပြောလာအကြောင်းကြည့်လိုက်တော့မောက်ကုံစံရဲ့အမေဆိုတာဆွေးသိလိုက်ပါတယ်ဆွေးရတော့အဲ့လိုကြားပူတယ်ပြီးတော့အန်တီသားပြောပြထားမပြောပြထားတော့မသိဘူးဆွေးရဒီအိမ်မှာအိမ်ဖို့တတပဲလေပတ်စံမဲလို့ဒီလုံးလောက်တာဒေါခင်တော်ရီဝူဝေဆွေးရဲ့အကြောတင်းတဲ့ပုံစံကြည့်ပြီးအနေငယ်တပုံကျသွားပါတယ်အေးစိတ်ထိုင်ပြီးစကားပြောအောင်ခလေးမအန်တီသားပြောကြရင်တော့ဆွေးရကိစ္စမရှိပါဘူးဒီလုံးနဲ့ဒေါခင်တော်နဲ့ရီဝူဝေဆွေးရန်တာမှာနှစ်ယောက်တည်းကြံခဲ့ပါတယ်ရန်တာမှာထိုင်ခုံလဲရှိရမို့အဲ့ဒီထိုင်ခုံမှာထိုင်ရင်မင်းနဲ့မရရီဝူဝေဆွေးပါအန်တီအော်ပညာကြီးရောကိုရင်တိပဲတက်ခဲ့ပါတယ်ဒါလေးမေးပြီးတော့ဘာများလုံးမလို့လဲဒီတိုင်းတိကျအောင်ပါပြီးတော့တားကောင်ကမင်းကိုဘာများကြည့်ကြိုက်တယ်လဲပညာရေးချမ်းမှလည်းအဲ့လောက်မဟုတ်ပါဘူးရုပ်ရည်လည်းတားပေးမှဝိုင်းဝိုင်းလည်နေတဲ့ကောင်းမလေးတွေထက်လည်းမတော့ပါဘူးအတီတာဆွေးလို့တောသူမှာပတ်စံအတွက်အပိုင်ကျန်နေထင်မှားသွားလိုက်မယ်ဆွေးရပတ်စံလို့အိပ်ပေါ်လုပ်တယ်ယူယူတတပတ်စံရှာတယ်ပြီးတော့ဆွေးရအန်တီပြောသလိုတခြားကောင်းမလေးတွေထက်လည်းမသားတလို့ဆွေးရတက်ခုလက်ပါအတီမင်းကတက်ခုလက်လားမထင်ရအောင်နော်အဲ့ဒါကြောင့်အတီသားကိစ္စအတွက်စိတ်မပူနေပါနဲ့မင်းအတီသားကိုမချစ်ဘူးလားဆွေအဲ့ဒီမိကိုမေးလာတဲ့အတီကြောင့်ဆွေမိတို့ဖြေရမယ်မသိဘူးဘေးနာအဲ့ဒီကောင်လေးရှိရင်တော့ရှင်းခုံနေညနေတိုင်းပြန်လာချိန်ချက်နောက်ကျရင်စိတ်ပူမိရဲ့ဒါအချစ်ပဲလားအချစ်ပဲနေမှာပါလေချစ်တော့ချစ်တယ်တန်တန်ဆွဲပြီးမရတာကိုအပိုင်ယူကျန်လောက်တဲ့အထီတော့ဆွေအချစ်မကြည့်ပါဘူးအတီမင်းကတိတ်ရရတာပဲခလေးမဒါပေမဲ့တားမှစိတ်ဆက်ထားတဲ့သူရှိတယ်ဆိုတာသိလားအခုတော့သူပြောပြပေးပါပြီတားကောင်ကတော့မင်းကိုအတော်သဘောကျနေရပဲစိတ်ဆက်ထားတဲ့ကောင်းမလေးကိုတောင်းမျက်ွယ်ပြူတယ်အတီလုံရုပ်ပဲပြောပါကိုယ်ပိုင်မနေပါနဲ့တော့စိတ်ဆက်ထားတဲ့သူရှိလို့မနှောက်ယှက်ပါနဲ့ဆိုလဲဆွေးရအဲ့လိုသဘောမဟုတ်ပါဘူးတားကမင်းလိုတောင်းတဲ့မိမတယောက်ကိုဘယ်လိုများသဘောကျပါလဲလို့စဉ်းစားမိအောင်ပါအတီမှာမင်းတို့ခွဲချင်တဲ့ဆန္ဒမရှိပါဘူးတားကုံသဘောကျရင်ရပါပြီအတီတားကုံတမိလက်ထဲအပ်လိုက်ပြီနော်အတီတာလူဆိုးလေးကိုလိပ်ပါအောင်ဆုံးမပေးပါဆွေးအတီစကားမယုံနိုင်ဆွေးလိုအဆဆအရာရာပါနေကြနေရမိမောင်ဘာလို့များအတီကယုံတယ်လဲမောင်ကွန်ဆန်ကိုပါလိပ်ပါအောင်လှုပ်ဖို့အတွက်ပြောလိုက်တယ်မကြပါဘူးအန်တီကပြန်သွားခဲ့တော့မောင်ကွန်ဆန်နဲ့ဆွေးတာကျန်းခဲ့ပါတယ်မောင်ကွန်ဆန်ကတော့ဆွေးလက်ကိုခိုင်းပြီးတခုလန်းဆိုလဲချက်တယ်ပြည့်တစားဆိုလဲခမရောက်ချက်နေမှာပဲရွှေဝေးဆွေးဘာလို့လဲဒီလောက်ရွေးချက်စရာတွေပြားနေအောင်ဘာလို့ငေါ့ပါလဲဘာလို့လဲဆိုတော့ခမဖြစ်နေလို့ပေါ့
ခမရကလက်ခံကျုပ်တို့မင်္ဂလာဆောင်ဖို့မောင်မီကိုပြောလိုက်မယ်ဟင်ငါလိုတကူလက်နဲ့လက်ထိတ်မဲပဲပောက်ကွင်းချက်မှာပြောခံနိုင်ရတယ်အဲ့ဒါကြောင့်အဲ့ဒီဘာမောက်တဲ့ကိစ္စနဲ့ကျုပ်ကိုလက်လျှော့ခိုင်းမယ်ပေါ့မင်းကဘလောက်ထိချက်လဲဆိုတာစမ်းသက်ချင်တဲ့ရဲ့မောင်ကုံစံဖုန်းလာချက်မှာကန်လိုက်တော့တစ်ဖက်ကပြောတဲ့စကားတွေကြောင့်ဆွေငိုချမ်းသွားပြီမိဆွေဒီကောင်လေးရှိမှမျက်ရည်မကျကျင်တစ်ဖက်ကပြောတာကဆွေနဲ့အမေဆုံးမိရဲ့ဆွေကြတော့မဲ့မျက်ရည်ကိုထိန်းလိုက်ပြီးဘာလို့လဲတငယ်ချက်ပါဘာပြောရလဲမမေဆုံးမိရဲ့မောင်ကုံစံအံ့ဩသွားပါရီသူအံ့ဩကတခြားမဟုတ်ဘူးအတန်းတုံးရင်နေပြီမိမျက်ရည်တစ်စက်တောင်မကျအောင်ကြောင်းပြက်ပါရဲ့ငါတယောက်တည်းနေချင်တယ်အခန်းထဲဝင်မလာတဲ့မောင်ကုံစံပြောပြီးချက်မှာခြေလန်းတောင်မှန်အောင်မလျှောက်နိုင်တဲ့အနေအထားနဲ့ဆွေးရခန်းထဲဝင်သွားပါရဲ့မောင်ကုံစံလည်းဘာတစ်ခုမှမပြောခဲ့တယောက်တည်းနေချက်မှာပေါ့မိခင်ဖြစ်သူတည်သွားတော့လေခံစားပါမလို့ဆွေးခန်းထဲရောက်တော့ရွှေကြီးတငယ်ငိုမိတော့တယ်ရှိတာမှတောင်းပြီး3ယောက်အမေကလေးတည်ပြီးမောင်လေးဖြစ်သူကလည်းထောင်ထဲပါဆွေးတယောက်တည်းဘယ်လိုနေရောက်ပါမလဲဆွေးမမေအတွက်စိတ်ကူပေးဖို့ပတ်စံရှာနေတဲ့အချိန်မှာဒီလိုမျိုးဖြစ်ရတယ်ဆွေးရမမေကိုစိတ်ကူပေးဖို့ကံပါမလားထပ်ပါရဲ့ဆွေးပင်ပန်းနေပြီဆွေးပတ်စံလည်းမရှာချင်တော့ဆွေးပင်ပန်းနေမမေဆွေးမမေကိုစိတ်ကူပေးဖို့ပတ်စံရှာနေရလေဘာလို့ဆွေးကိုမဆောင်ရလဲမမေမရှိတော့မှဆွေးရပတ်စံရှာပြီးဘာလို့ရမှာလဲမမေရဲ့ဆွေးရဘာလို့ရမှာလဲလို့ရှေးဝဝေးဆွေးဟာအဲ့ဒီခန်းထဲမှာရှိုက်ငုံနေအောင်တစ်ဖက်မှာရှေ့တကားမိထားတဲ့မောင်ကုံစံကြားကစိတ်မကောင်းဖြစ်နေပါလေတချို့ဘဝတွေကအဲ့လောက်ခက်ခဲရသလားကြောက်ခမြောင်အပူပင်ကင်းပြီးခမရဆန္ဒရှိရလို့ဖို့ရွှေပုံပုံမြတင်ထားကျင်တဲ့ရွှေဖွေးဆွေတော်တော်လေးထပ်မတောင်းနေရောသူများတွေပြောတာကြားပူတယ်ဒါတော့ရင်တော့စိတ်ညစ်မှုတွေပျောက်စေရတဲ့မောင်ကုံစံကဘာပြောရမှန်းမသိရောရေခဲတက်တာတွေပါထည့်ထားတဲ့ဝိုင်ပလင်းတွေကိုထုတ်ပြီးတခါမှမတော့ဘူးပဲရေဝဝေးဆွေးရတောက်နေရပဲအခုလဲဆိုဖာပေါ်မှာထိုင်ပြီးပလင်းလိုက်မောင်းနေပြပါရီတော်တော့ကွာခမရခေါင်းနေမနေ့ရောက်ကြိုက်ခဲနေလိမ့်မယ်ဆွေကိုဘေးကနေတကြည်ကြည်နဲ့မတော့ဘူးပြောနေရမောင်ကုံဆောင်ကြိတ်မိလေတိုင်းသူ့ရဲ့ကိုတေးရနက်လေးဟာလေတိုက်တိုင်းရှင်းခုန်နေပါရဲ့ဆွေရှင်ဖွက်ပေးမယ်နဲ့မငြင်းမညူနှားထောင်ပေးရဲ့ဆွေအဲ့ဒီကောင်လေးနဲ့ပေါင်းလိုက်တဲ့နဲ့မှားသိရဲ့လားမင်းငါ့ကိုချက်လာမောင်ကုံစံအမှုပထမပါဇက်ကနေပေးလာတဲ့မေကိုမောင်ကုံစံပြေးဖို့အတွက်အနည်းငယ်တုံးဆိုင်နေရဲ့မှာဘာလို့မေးရလဲမသိရလဲမောက်ပဲနဲ့ငါမေးရပြေးပါချက်လားမချက်ဘူးလားဆိုတော့ကျုပ်ခမရအောင်ချက်တယ်အဆုံးရှုံးမခံနိုင်အောင်ချက်တယ်ခမရမချက်ရင်တောင်ခမရချက်ကိုချက်လာတဲ့အထိတော်ရိုက်ပန်းလေးကသူ့ကိုဆိုဖာပေါ်မှာလဲချပြီးဝိုင်ပန်လေးကအခုချလိုက်လေတော့ကွေးသွားတယ်ဒါပဲမှမှုပဲသူ့မလေးကကျွန်တော်အင်းကြီးတွေကိုကြုံလိုက်ဆွေမငါတို့ဒီနေ့ပြောအောင်တေးချပြီလားပြောချင်တာအမှုပြေတော့နောက်တောင်းရမယ်နော်တေးချပြီမအောင်ငါတို့ပြောအောင်ငါစိတ်ညစ်မှုတွေကိုဖြေလျှော့ပေးပါမအောင်ငါတောင်းဆိုတာပါဆွေးပြောလို့အစုံမောင်ကလည်းအမောင်ချထားတဲ့အခန်းထဲကိုခေါ်လာပြီးတေးချပြီဆိုရင်တော့မောင်တို့ပြောကြမယ်ဘာလို့လို့နဲ့မမေဆုံးတာနလားပြေးသွားခဲ့ပြီးဆွေးပေါင်းတဲ့နေရာလဲနေတောင်းကြနေပြီချက်ပါတယ်မောင်ကအလုပ်သွားတော့ဆွေးတယောက်ထဲသာကြံခဲ့တယ်ဆွေးပေါင်းအတွက်နေ့လည်စာဟင်းချက်ရင်တကားခောက်တဲ့ကြောင်တောက်ဖွင့်လိုက်တဲ့အခါကောင်းမလေးတယောက်အဲ့ဒီကောင်မလေးကဆွေးကိုကောင်းစားချိတ်ဆောင်ကြည့်ပြီးနှာခေါင်းရှော့လိုက်ပါတယ်ရှင်ကိုကိုအင်ကအေးပေါ်လာမင်းရောဘယ်သူလဲမောင်အလုပ်သွားကိုကိုကဈေးရောက်မှလေးအဲ့ဒါနဲ့သိရင်ကိုကိုရဲ့အဖိုးတန်ကဘလို့လို့တောသူမှဖြစ်နေရလဲဒီတဲ့ပြောစရာတွေရှိအိမ်တဲဝင်ပေါင်းညမဘာကိစ္စဝင်ရမှာလဲအဲ့ဒါဆိုလဲဒီနားမှာပဲရက်နေပေါ့ညမရဲ့တို့စကားပြောချင်တယ်ဆိုရင်တော့ခဏဆောင်ပြီးမောင်ပြန်လာရင်တောက်ဖို့အတွက်တို့ချက်ပြုတ်အောင်ပါအလီလိုက်ပြီးအားရနေဖို့အတွက်အချိန်မရှိသေးရမလို့ဆွေးရဲ့စကားဆုံးမှာနှင်းဆိုတဲ့ကောင်မလေးရဲ့မျက်နှာကခွက်ခနဲ့ပြတ်သွားပြီးတောသူမှနင်လိုတောသူမှကိုကပြတ်သွားပါညမလေးပြောတယ်လို့ပြတ်ပါစေနော်နေဟာဒေါသတက်လို့ပါရီကြည့်ရိုက်ပြစ်ချင်တာတောသူများနှင်းလိုလူမျိုးကြောက်တတ်ပြီးကိုကဘလို့များကြိုက်တာပါလေစေးဆက်ပွဲဖေးရလောက်တဲ့အထိမမောစရာတကွမှမရှိရရှေးဝေဆွေးရတို့ကိုမှုတုံးမြင့်သူပြောသွားတဲ့ကောင်းမလေးကိုစိတ်ထဲပါမရှိအပြိုင်ဆိုင်ပေါ်တာပဲခံပြလို့မစုံတာပဲဆွေအိမ်မနေနဲ့ TV ကြည့်လိုက်ဖုန်းကြည့်လိုက်နဲ့ကြည့်နေပါရဲ့နိုင်ယူကြည့်ရလဲအချိန်မှမနေမောင်ပြန်လာချိန်လဲနီးပေပြက်တာကြောင့်
ဆွေးထိုင်ကုန်ပေါ်ထိုင်လိုက်ထားလိုက်နဲ့ကနာမကြီးနှုံစိတ်လုံးနေလို့လာလာနောက်နေထက်တာပါရွှေဝေဆွေးရမကုံစံအားစောင့်နေရင်နဲ့ထိုင်ကုန်ပေါ်မှာအိပ်ပျော်သွားခဲ့ပါလေမကုံစံခွဲစိတ်ခံဝင်တာနဲ့အိပ်ပြဖို့နောက်ကျသွားတယ်စိတ်ထဲမှာတော့စိတ်မြုံနေမယ်ဆိုတာကိုလည်းသိရဲ့အခုတော့အလုပ်ပြီးပြီချီရသူရှိရစီကိုချိန်ဦးတဲလိုက်ပါရင်ကျွန်တော်ခန်းတကာပွင့်လိုက်တော့ဆွေးရခုံပေါ်မှာအိပ်ပျော်နေလေဆွေးရွှေ့သွားပြီးဒူးထောက်ကကြည့်လေရောချောတဲ့လှတာချက်ကိုပို့ပါတယ်ဆွေးရချက်မွေးပါတယ်ဆွေးအိမ်မက်တဲ့အထိမောင်ရဲ့ကိုသိရနဲ့ရနေရမှုညလုံးလေးပွင့်ကြည့်လိုက်တော့မောင်ဖြစ်နေလေရဲ့မောင်လာတော့နောက်ကျရင်တော့ကျွန်တော်ခွဲစိတ်ခံဝင်နေရလို့ပါအဲ့မှာဟင်းနေပြန်တွေ့မောင်တို့ပြန်ထွက်စားအောင်မောင်ကပြောလာတော့လေဆွေးလေးညင်းနိုင်မှာမဟုတ်ပေမောင်ရေရင်ကျုပ်လိုက်တော့ဆွေးရရေကျိုးပေးပြီးမို့ဟုတ်ပါပြီဗျာမောင်ဆွေးအတွက်ဝေးလာလေးရှိရဲ့ဒီအင်ဂျီလေးလဲခင်းလိုက်တော့အဲ့မှာမောင်ဆွေးကိုပြောပြရနဲ့ရေတော့ကျိုးတော့မယ်ထက်ပါရဲ့ဆွေးနဲ့အဲ့ဒီအင်ဂျီကိုဝေးကြည့်ဖို့အတွက်အခန်းထဲကိုလာခင်းလိုက်ပါတယ်မောင်ဝင်လာတာဘလို့အင်ဂျီပါလေတူတူပြီးတော့မောင်စကတ်ပေါင်တို့အောက်ကနေမကြည့်ရင်တောင်လေတိုက်များမဲ့အခြေအနေဆွေဒီအင်ဂျီဝဲပေးမောင်ခဏစောင့်နေလိုက်ပါတယ်ဒီအင်ဂျီတော့ဝစ်ချန်တဲ့စိတ်မရှိဘူးတူနေရကြမောင်ကစံရေချိုးခန်းထဲပေါင်ထွက်လာတော့ဂရင်းပေါ်မှာသူ့ဝဲပေးထားတဲ့အင်ဂျီကိုဝဲပေးထိုင်ဆောင်နေပါတယ်ညနာလေးကတော့အလိုမကျဟန်နဲ့အချက်မကြိုက်ဘူးလားတူတယ်လေဆွေးရတူတာမှမဝဲတတ်တာပြီးတော့ဒီလိုချင်းနဲ့ဆိုတော့နည်းနည်းဘာဖြစ်ပါကွာသူများကြီးလည်းဒီတိုင်းဝင်နေရပဲဦးကိုချက်ကဘလောက်လာလဲဆိုတာတငယ်ချင်းတွေကိုကြွားကြံသေးတာဆွေးရတော့အကြွားမခံကြမအောင်ပြီးတော့ဟိုပိုဒီပိုရီနဲ့လူများကြီးနားလည်းမသွားခြင်းဒါဆိုမောင်ဝဲပေးရမဝဲချင်အောင်လားမောင်အချစ်ကိုဝဲစေချင်လို့ဝဲခဲ့အောင်ဝဲပါမယ်နော်တကယ်ပါပဲလူတပြားတိုက်တယ်လို့ပဲစွတ်တွေဝဲခိုင်းတာဆွေးဝဲပါပဲပြောမှမောင်အင်းကြီးဝင်ဒီကိုနှင်းလာသေးရမလားချစ်ဘာလီလာပြောသွားလဲဘာမှတော့မှောက်ပါဘူးဒီတိုင်းမှပဲမောင်ရဲ့တခုခုဆိုရင်မောင်ကိုဖုံးဆက်တော့ချစ်အမှန်တိုင်းပြောရရင်အချစ်ကိုတောင်မောင်နဲ့အတူအလုပ်ကိုခေါ်သွားကြတယ်စကားလှမ်းနဲ့ပြောနေတဲ့မောင်ရှိကိုသွားပြီးအင်းကြီးကြေးတီတက်ပေးရင်းနဲ့ဟုတ်ပါပြီရှင်လူအလောက်ထိလှည့်ကြည့်ကြမလို့ပါဘူးနော်ကြည့်ကျင်တာပဲအချစ်မျက်နှာလေးမကြည့်ရရင်တခုခုလိုနေတယ်လို့အချစ်ကမူးရစီလားမောင်အောင်ဆွဲလာအောင်လုပ်တယ်နော်ပြပြဆူဆူနဲ့မောင်ဘလို့ကြည့်နေရလဲကွာချစ်လို့လေပြီးတော့အချစ်ရဲ့ဒီလေတိုင်းလေးပါအချစ်ကမောင်အပိုင်မှာဆိုပြီးတော့အမှတ်ပေးကြတယ်လေတိုင်းကိုမျက်နှာအပ်ပြီးဖိကိုက်လာတဲ့သူ့ကြောင့်မျက်ရည်အခွဲသားနဲ့မောင်အင်းကြီးကိုတင်းကျပ်စွာဆုပ်ထားပြီးရောတယ်ဒါအားမရသေးဘူးထဲနဲ့အနန်းနေရလဲတိုင်းပါမကပါးစီပါရောက်လာပါရဲ့ဆွေအတိမ်တုံးမှသာမောင်ဆွေရဲ့ပေါင်းမမှုလေးထပ်မှနမ်းပေးပြီးချက်လုံးလုံးစိတ်တွေခဏခဏထိမ့်ချုပ်နေရတဲ့အချစ်ရဲ့မောင်ကဆွေကိုဘောင်းကိုခေါ်လာပြီးသူ့ရဲ့တငယ်ချင်းနေနဲ့အတူတောက်စားရဲ့လက်ကဆွေးစီကိုရောက်လာတယ်မောင်အဲ့လိုမလုပ်နဲ့ဘာလို့လဲကွာမောင်တို့တယောက်မှကြည့်မဲ့သူမရှိဘူးသူတို့ကလည်းသူတို့ရှောက်နေရမောင်ပြောရင်လည်းဟုတ်ပါရဲ့ဘေးကိုလင်းကျင်းလိုက်တော့အတွေ့ကိုစီနဲ့နန်းနေကြတယ်ချစ်တဲ့ချင်းရဲ့နောက်ဆိုစင်ကြင်ရတော့မယ်ဟမ်ခလေးလေးပြတ်မကြအောင်စင်ကြင်ရတော့မယ်လို့အချစ်မှကိုဝင်ရွှေ့နေပြီဆွေးမအံ့ဩမိဘူးဘာလို့လဲဆိုရင်တော့ထမင်းစားကျင်စိတ်ပြောက်ပြီးပြုတ်အံ့နေရရခလေးလေးကြောင့်မို့မသေးကြလို့ဒါမောင်မပြောပြတာအခုတော့သိကြပြီတဲ့မောင်ဗျာဆွေတို့ဘာမှမဖြစ်ခဲ့တယ်လို့ပဲနေအောင်လေမနေ့ပြန်ဆွေရွာကိုပြန်တော့မယ်ဘာရွာပြန်မယ်ဘာလို့ရွာကိုပြန်มาလဲငါတက်ခုလည်းလေဘာလို့လဲဆိုမောင်နဲ့ထိုက်တန်มาလဲမထိုက်တန်လည်းခမရကျုပ်နဲ့လင်မယားအရာမြောက်ပေးလေကျုပ်ကလေးကိုခေါ်သွားဖို့မစင်စားနဲ့ခမရလည်းထော်သွားဖို့မစင်စားနဲ့ခမရနဲ့နေနေရဲ့အတော်အတွက်မှာခမရတက်ခုလက်ပါဆိုပြီးတော့ကျုပ်ကိုစိတ်ထဲမနေခဲ့ဘူးခမရကိုကျုပ်စနီးမယားတယောက်အနေနဲ့ပဲခီးဆိုင်ကျန်းနာခဲ့တာရွှေဝဝေဆွေတို့ကမင်းနဲ့ထိုက်တန်လို့လားဂျိုဟန်စိန်ရဲ့ကျုပ်မှရှိရဲ့ကျုပ်ရှာထားသမျှခမရအတွက်ကြည်ပဲအဲ့ဒါကြောင့်ထွက်မသွားပါနဲ့ကျုံနဲ့တူတူနေပါဆွေးနေစားတွေ့တုံးကချစ်ကကန်နဲ့ကောင်းလျာခုတော့ကိုထက်ကိုရင်ကျက်နေပါလားဒေါ်သားထွက်နေရဒိတ်တစ်ခါပဲမြင်ပူရင်စားကြံလို့တန်ဆောင်လိုက်ပေမယ်ကောင်းလျာမျက်နာတွေနေရပြီးဒေါ်သားထွက်နေလေရဲ့ဆွေမောင်ရှင်ကွယ်နဲ့ပေါင်းဝင်ပြီးမောင်နှခမ်းနဲ့စတာပါဘယ်သူကထွက်သွားမှလဲမသိဘူးဗျာ
ကျုပ်ကိုအဲ့လိုမစားနဲ့ပြီးတော့ကျုပ်မချက်ဘူးလားတရားချက်လို့စားတာကျွမ်းနေပြီးပြောင်းလာတဲ့ဆွေးယူကြည့်ပြီးမောင်လက်ကတနည်းကကြပြီးရဲ့ခါမှာတော့တားရီဒန်နီတားရီအိပ်ပါတော့ကွာမောင်ကလေးကိုချောသိမ့်နေရကြောင်ဆွေးလဲတနည်းကုန်းထိန်ထားတာပင်ပန်းတာနဲ့ကတဲ့ပေါ်လှင်းနေလိုက်ပါရီမောင်ကုံစံတားဖြစ်သူကိုချောသိမ့်ပြီးပကတ်ထဲမှာထိန်လွဲကကရင်ထပ်မှရွှေချိန်ဟာသူလေးစီလောင်းလိုက်တော့ဆွေခဏလေးမှဲပြီးအိပ်ပျော်တောင်းရှိသည်နူးလာတော့မောင်တားဟောအိတ်နေပြီလေတားနူးနေပြီထင်တယ်တွားချောင်းလိုက်ပါမောင်ရေမောင်ကတနာကပါပုံလေးနဲ့တားရဲ့နှောက်ယှက်မှုကြောင့်တနေ့လုံးချောင်းရမယ်ထက်ပါရဲ့တားငိုပြီးဆိုရင်တော့မရတော့နူးလဲတိုင်းလို့မရတာကြောင့်ဆွေခန်းထဲပေါထွက်လာပြီးမောင်ကိုကျင်းလိုက်တော့တားရဲ့နှောက်ယှက်မှုလေးကြောင့်လာနေငယ်ကြရင်တော့အတူယူပြီးတွေ့ကျွန်တော်ခက်ဆူဆူကောင်းနေရအခုတော့ဆွေရင်ယောက်ျားဖြစ်ခဲ့ပြီဖဲသိမလဲခက်ဆူဆူကောင်းနေရဆွေယောက်ျားဖြစ်လာမယ်လို့မောင်ကွန်ဆန်ကလေးချော်ရင်နဲ့ဆွေကိုကြည့်လိုက်တော့လေပြုံးနေပါရဲ့နောက်နှစ်ပေါင်းတိုက်အောင်ဒီပြုံးလေးရှိနေကြပါသေးမောင်မူရင်စင်းလေးရဲ့ပြိတ္တများရှင်ဒီနေ့မှတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ဒီမှာပဲပြီးဆုံးပါပြီနောက်ဆင့်ခဲ့ကြတဲ့တယောက်ချင်းစီတောင်လဲကျေးဇူးတက်ပါတယ်ရှင်